လက်ကလေးပြနင်းဘာလို့ဝါနေတယ်မသိကဲမလား ငါတို့မိုးတီးနေစီကုန်သွားတော့မသွားတော့ပြေးတော့လား အဲ့လိုပဲ ဟုတ်လား အဲ့လိုပဲသွားတာဖြည်းဖြည်းလေးပဲသွားတာအဲ့တိုင်းပဲဘယ်တော့မှဟိုမဖြစ်ဘူးအဲ့တိုင်းပဲသွားတာငါတို့စီးနေကြဒီမှာလေအရန်ကိုလှလာတယ်မှာ view အရန်လှတာကဲရေတကုံကိုရောက်နေတယ် view လေးလှလှလေးကို cable စီးနေပါတယ်အပေါ်ကနေ cable ရိုက်နေတာပါဗီဒီယိုလှမ်းရိုက်နေတာ cable ပေါ်ကနေक्या हो गया क्या हो गया သွားနာသွားလား ပါဟာ view အသိလာအောက်မှာပန်းငင်းတွေကိုရှင်းနေအောင်မြင်နေရတာမဒါလေးကတော့ designer မလေးပေါ့နော်လှလှလေးကိုကြိုက်ပေးလိုက်အောင်မယ်တငယ်ချင်းနေနဲ့cable ပေါ်မှာတစည်းတယ်ချစ်ဆုံးလေးတွေနဲ့ထိုင်နေပါတယ်မကြမ်းအိုင်မနုလက်ကြံဒီဘက်ကိုအိုင်မနု လုံးလေသွားတာမယ်လေပြီး ရဒီဘ သွား က် ပြီးနာမယ် ဒီဘက်ချမ်းဟိုဘက်မဖြစ်တာလဲတွား သွားလာတာထိသွားတာလေ ရှုခင်းအရန်လာတယ်ကွာအပေါ်ကနေအရန်လာ ကူတာတော့ပါ ငိမ့်ပဲငိမ့် မ ထား နိုင်ဘူးဘာလို့ပေးရမှာလဲ ငိမ့်ပဲငိမ့်နေတဲ့ဒီမှာလက်ကလေးကိုငိမ့်လေးကင်ထားလိုက်အသိလာအကုန်ပါတယ်ရှုခင်းနေ10မိနစ်30ရှိသွားပြီ ဖတ်ဟိုမှာဟိုတိုက်ကိုကျမရေးတာလေ သူတို့ဟိုထိတ်ရောက်လို့ရှိရင်မေးလိုက်မယ်အသွားပဲဒီမှာလားပြန်ယူမှာလားဆိုဒါအပေါ်ကနေအပေါ်စီကနေရိုလာကိုစတာတွေကလေးတွေစီးတဲ့ဟာတွေအကုန်မြင်နေရတယ်သူတို့တိန်းအောင်တိန်းပြီတလားဟိုမှာကြည့်လက်မ နိုင်တော့ပါဘူး မကြည့်လက်မကောင်တာမှာဒါအစင်းလေလက်မကောင်တာအဲ့ဒါအစင်းလားပြန်လားဟုတ်လားလက်မကောင်တာမှာတွေ့လားဟိုမှာကြည့်လူတောင်မရှိတော့ဟိုမှာကြည့်မလို့လားကိုစတာမှာလည်းဟိုမှာကြည့်ကုန်ရှင်းနေဟိုတိုက်ကားတော့စီးနေတယ်မတရ ဟိုကျိုးတရားပေါ်ကျွန်တော်တို့မသွားသေးဘူးပါပြီ အဲ့ဒါမှန်တရားလေ ပြမလဲမန္တလာ မှန်တရားကိုငါတို့ထပ်ပေါက်နာမှာ အေးမသွားသေးသွားမယ်လေ တော့မယ်လေးထပ်ပေါက်နာမှာပြန်ကြမှာပေါ့ရှုငယ်အရင်လာတယ်နော်မနေ့ကတိလာ ဟိုမှာရှိရချက် တော်ရတော့မစီးတော့ဘူးလေလားဟိုတစ်ခါလာတော့စီးတယ် ငါတို့ဟိုနေရတယ်မရောက်သေးဘူး ဟုတ်တယ်လေအမကြည့်လေရောက် ဟိုမှာစီးတဲ့ဟာလေးတော့ရှိသေးတယ် ကလေးကစားခွင့်နေအဲ့ဒါလေအခုအဲ့နေရာမှာကလေးတွေသွားမှာလေ ဩနိုင်ဘာလို့လှရှက်နေရလဲ မလေးအဲ့နေရာအဲ့ဒါအခုအဲ့ဒါဒိုင်နိုဆောဘက်ကနေအဲ့ဒါရဲတကွန်အစင်းလုံးဝအဲ့နေရာပဲလေပန်တရာအောက်မှာအဲ့ဒီလေအဲ့ဒီအောက်မှာအဲ့ဒါဘာတော့ဟိုစဖြစ်တာ သိမလား ပန်တရာအောက်မှာရေကွန်ပြူးလေမှန်တရာရဲ့ဥစားပဲ တက်နိုင်ဘူးဘာမှမရှိဘူးလေးစရာဆေးတွေပါလေဟော